နိုင်ငံခြားကိုဆိုက်ရောက်လာပြီးဆိုကြတဲ့ကကိုရခဲ့တဲ့အတွေ့အကြုံတွေဟာခါးတီးခဲ့တဲ့လောက်ဘဝအတွက်သင်ခန်းစာတွေမှုတန်ဖိုးလဲကြီးပါတယ်။နိုင်ငံခြားရောက်တဲ့သူတွေအများစုကလူတွေကြားမှာနေပြီးအထီးကျန်နေရတဲ့ရင်ခွင်ဝေးဘဝနဲ့တူတယ်လေဒါပေမဲ့သူတို့ရဲ့အခက်ခဲဆုံးအချိန်တွေမှာတော့ကိုအားကိုပြီးရှင်တန်ရင်အရာရာကိုလည်းရင်ဆိုင်ရဲလာတယ်။မိဘအိမ်မှာနေတော့ကလိုစားရသမျှထမင်းဟင်းကအရသာမတွေ့ဘူး။ကြာလာတော့အစားအသောက်ပေါ်မှာကြီးများနေတတ်တဲ့အကျင့်တွေကတော့အလိုလိုပဲပျောက်သွားတယ်။နေ့စစ်ဘဝထဲမှာပင်ပန်းလို့ရဆိုပြီးအိတ်ချင်တဲ့ချိန်လဲမအိပ်ရသလိုမထချင်သေးဘူးဆိုပြီးလဲအိပ်ရထဲမှာပြင်းရည်နေလို့မရဘူး။စိတ်အေးချမ်းသာစွာအနားယူဖို့အခွင့်အရေးကပိုနဲလာတယ်။ဒါပေမဲ့အချိန်ရဲ့တန်ဖိုးကိုပိုနားလည်လာတယ်။ကို့အနာဂတ်အတွက်ကိုမိခိုနေရတဲ့သူတွေအတွက်စူးစမ်းပြီးရက်တည်တယ်။အိမ်ရဲ့အဝေးကိုရောက်မှမိသားစုရဲ့မေတ္တာတရားကိုလည်းပိုနားလည်လာတယ်။တကယ်တော့နိုင်ငံခြားရောက်ဘဝနဲ့အဆင်ပြေနေလို့ရတော့မဟုတ်ဘူး။တကယ်လက်တွေ့ဘဝမှာလောကကြီးကိုလွယ်လွယ်လေးအရှုံးမပေးခြင်းလို့ပါနိုင်ငံခြားရောက်လာတဲ့အခါငယ်ရွယ်သူတယောက်ရဲ့စိတ်လွတ်လပ်မှုပျော်ရွှင်မှုတွေတစနဲ့နဲလာတယ်။ဒါပေမဲ့အရာရာပေါ်တီးခံတက်လာပြီးအယောင်ဆုံးတဲ့တခြားကဘာတစ်ခုမှာအဖို့မရှိလဲကိုပဲအားပေးနှစ်သိမ့်ရင်းကျင်လည်ရဲလာတယ်။နိုင်ငံခြားရောက်တဲ့သူတွေအများစုမှာအတွေ့အကြုံတွေစုံတဲ့မတိတာတွေပိုတိလာသလိုဝမ်းထဲလွန်းလို့ရင်ထဲမှာငိုနေရင်တောင်အတန်တိတ်နဲ့အပြင်မှာဘာမှမဖြစ်သလိုဟန်ဆောင်ရတဲ့အခိုက်အတန့်တွေလည်းရှိတယ်တခါတရံလူမျိုးခြားဘာသာခြားတွေရဲ့မတူသလိုမတန်သလိုအေးဆက်ဆံရေးတွေကြားမှာဘသူမုံအပြုံးနဲ့ကိုယ်ခံစားချက်တွေကိုမျိုးသိပ်ထားရတဲ့နေ့တွေအများကြီးရှိတယ်တကယ်တော့နိုင်ငံခြားဆိုတာကောင်းတဲ့ကံပါမှရောက်တာမျိုးမဟုတ်ပဲဝေကျွေးရှိနေရင်လည်းရောက်သွားရပါတယ်ရောက်ပြီးဟစ်ဆိုရင်လည်းလွယ်အရှုံးမပေးပဲကိုဖြစ်ချင်တဲ့အရာရာကိုဖြစ်မြောက်အောင်ကြိုးစားယူမယ်ဒီလိုဘဝအခက်ခဲတွေကြားကရတဲ့အတွေ့အကြုံတွေဟာဘယ်တော့မှအလကားမဖြစ်ပါဘူးလို့ယုံကြည်ထားရင်နိုင်ငံရဲ့ခြားမှာကြိုးစားဖို့တတိမွေတယ်အဲ့ဒီခံယူချက်နဲ့ပဲနိုင်ငံခြားမြေကခါတီးမှုအတွေ့အကြုံတွေဟာတနေ့ကျရင်တော့ကိုယ့်အတွက်ခြုံမြိန်တဲ့အသီးပွင့်ဖြစ်ဖို့ကြိုးစားရင်ဆန္ဒတွေကိုဖိနှိပ်ပြီးခြောင်ထိုးထားရတယ်နေ့ရက်တိုင်းမှာပျော်ရွှင်ဖို့ထက်တန်မာနေဖို့ပဲကြိုးစားရတယ်ညဘက်တွေဆိုအိမ်ကိုပိုလွမ်းတဲ့ခံစားချက်တခြင်းတွေနားထောင်တဲ့အခါခံနိုင်ရည်ဟာထင်ထားတာထက်ပိုပြီးခြေကုန်လက်ပန်းကျသွားတတ်တယ်ဒါကြောင့်နိုင်ငံရဲ့ခြားမှာရှင်သန်နိုင်ဖို့ဟာထင်သလောက်တော့မလွယ်ကူပါဘူးရီမန်းချက်တွေပြည့်တဲ့တနေ့ကျရင်တော့မွေးရမြေကိုပြန်ပြီးမိသားစုပိုကယူဆိုင်မယ်ပျော်ရွှင်ခြင်းတွေအတူတူခံစားမယ်အမေအိမ်ကိုပြန်ကျင်တော့လဲအခွင့်မသာသေးတဲ့အချိန်ကာလမှုအရာရာကိုတီးခံပြီးနိုင်ငံခြားမြေမှာပဲကျင်လည်နေထိုင်ရင်းနဲ့ရှင်သန်နေရအောင်မယ်နားထောင်ပေးသူတဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ဗျနောက်ထပ်လဲတန်မိုးရှိတဲ့စာပေများကိုဖတ်ပြပေးမှာမို့အကောက်လေးကိုဖော်လို့လေးလုပ်ပေးခဲ့ပါနော်မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါတယ်ဟုတ်ကဲ့ကျွန်တော်ကံကောင်းပါကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေပါသည်